ခုချိန်မှာတော့ကျွန်တော်တို့ CRCEC တွေ UN Travel Mission နဲ့တွေ့ပြီးတော့ပြန်လာတာဖြစ်ပါတယ်Travel Mission နဲ့တွေ့ဆုံပြီးတော့တွေ့ဆုံဖို့အတွက်ရေမင်းကြီးကနေရေမင်းကြီးကနေချိတ်ဆက်ပေးတာဖြစ်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့အဖြေရလက်ကိုအဖြေရလက်ကိုအခုချိန်မှာတော့ပြန်ပြီးတော့ဒီ CRC အနေနဲ့ပြန်ပြီးတော့ပြောကြားပေးမှာဖြစ်ပါတယ်Hello အဆင်ပြေတယ်နော်အဆင်ပြေတယ်ဆမကောင်းလား Congratulations ကောင်းပါတယ်ဒီနေ့အားလုံးကတော့အဖြေရလက်ကိုစောင့်မျှော်နေကြတာဖြစ်တယ်ရင်ခွန်စိတ်လို့ရှားစရာရလက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့တင်းပို့ပေးမှာဖြစ်ပါတယ်ခေါ်မပတ်ချမ်းမှာရောက်တဲ့လူအများကြီးနေဒီဖက်မှာလူပြန်စုမယ်ကျွန်တော်တို့မြန်လေးလာပြကြပါဦးကောင်းဆောင်ဒီဖက်ကိုလာကြပါဦးအရေးကြီးချိန်ညာဆရာလေးတွေရှိတယ်တဲ့ခပ်ပြထွက်လာပြီးအကုန်လုံးအဲ့ဘာမှအကုန်လုံးကဘုံပြီးမှမတက်လာကြတော့မြန်လေးလာမယ်မြန်လေးလာမယ်အားလုံးအခုချက်ချင်းအားလုံးလာကြတော့အဲ့ဘာကအကုန်လုံးရထားမလာကြရောဒီနေ့လူရင်း2000ဝန်းကျင်တော့Daily refugee တွေကresult ကိုရေခွန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ပြီးတော့လာကြတာဖြစ်ပါတယ် Flag President Mizo President Flag and Mizo President တထက်ကူလာပေးပါहमारा लीडर थाนี่น้าทำเหรออาการนี้ดูรู้อย่างไรจะมาเลยติ่งมาเจนายเนาะตอนนี้ดูFirst and foremost, I would like to say special thanks to the station officer from Vigaspuri and all the police officers for supporting us and for standing with us and for listening to our voices and helping us. It means a lot to us. And on behalf of all the Myanmar nationals seeking refuge in New Delhi, I would like to say once again special thanks to all of you for your tremendous support. ကျွန်မပြောချင်တာကတော့ဒီနေ့ဒီမှာလူတွေထွက်သွားတာတွေ့တယ်နော်သူတို့ meeting cancel တယ်သူတို့ဘယ်လိုမှမထွက်ဘူးသူတို့ဘာ meeting မှာလည်းသူတို့မရှိဘူးပေါ့နော်ပြီးတော့ chief of nation ကိုတိုင်းရော cancel သွားတယ်အဓိကပြောချင်တာဒီနေ့ meeting ကကျမတို့ခေါ်ပေးတာဖြစ်တယ်ဒါပေမဲ့လူထုတွေအများကြီးစုဝေးလို့ဆိုပြီးတော့သူတို့ meeting ကိုမနေ့ကcancel လုပ်တဲ့ဟာကိုကျမတို့ဒီ SHO
Vegan Story ကနေပြန်ပြီးတောင်းပေးလို့ကျမတို့ meeting ပြန်လုပ်တာအဲ့အတွက်ကြောင့်မလို့သူတို့ကကျမတို့ကိုကူညီပေးတဲ့အတွက်သူတို့ကိုအရန်ကြီးစုတင်နေပေါ့နော်အဲ့ဒါကျမပထမဦးဆုံးအနေနဲ့ပြောတာဖြစ်တယ်ဆိုတော့ပေါ့နော်ကျမတို့ဒီနေ့မှာအမှန်တိုင်းပြောရင် Chief of Mission ရော Deputy Chief of Mission ရောတော်တော်လေးသူတို့စိတ်မကောင်းဖြစ်တယ်ဒီလူကြီးလည်းသူတို့တွေ့တယ်ကျမတို့ရဲ့သဒ္ဒနာတွေလည်းသူတို့တွေ့တဲ့အတွက်ကြောင့်သူတို့အမှန်တိုင်းပြောရင်သူတို့ meeting မလုပ်ဘူးသူတို့ meeting လာလုပ်တဲ့နေရာဒီနားလေးမှာပဲကျမတို့သူတို့လာတွေ့တာထိုင်ကုန်လေးမှာပဲတွေ့ပြီးတော့အဲ့တော့သူတို့အနေထားနဲ့ဒီလို meeting လုပ်ရမယ့်ဟာမျိုးမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ကျမတို့သူတို့တွေ့ပြီးတယ်အဲ့တော့ကျမတို့ဒီနေ့ဒီလူတွေဒီလိုဖြစ်ရတဲ့အကြောင်းရင်းအစုံတွေကိုကျမတေချာရှင်းပြတယ်ရှင်းပြတဲ့ခါကျတော့သူတို့ accept တယ်အဲ့တော့မနေ့ပြန်ကြလို့ရှိရင်ဒီလူထုလုံးဝလာစရာမလိုတော့ဘူးကျမတို့နဲ့သူတို့နဲ့အပေးလူထုလုံးလိုက်တယ်အဲ့တော့ကြောင့်မနေ့ပြန်မနေ့မှာကျမတို့ CRC ကောင်းဆောင်တွေအားလုံးနဲ့သူတို့ Chief of Mission ရဲ့ Deputy Chief of Mission ရဲ့တွေ့ပြီးတော့မှကျမတို့တောင်းတဲ့ဟာကိုသူတို့စပြီးလုပ်ရမှာကျမတို့ list ကိုသူတို့ဒီနေ့ official နဲ့မနေ့ပြန်မှာအပ်ရမှာပေါ့နော်အဲ့ list တွေအကုန်အပ်ပြီးတော့မှဘယ်နှလအတော်အတွင်းသူတို့လုပ်မယ်ဆိုတဲ့ဟာသူတို့မနေ့ပြန်မှာပြောလိုက်မယ်အဲ့ဟာကိုကျမတို့စောင့်ရမှာဖြစ်တယ်သူတို့နှစ်ယောက်စလုံးကလူကြီးလူကောင်းပြည်ပြည်သက်သက်စွာနဲ့ဒီလူတွေရဲ့ဒုက္ခကိုသူတို့ကလည်းလာပြီးတော့မှ deputy ရောနှစ်ယောက်စလုံးကျမတို့တွေ့ပြီးတော့စကားကောင်းကောင်းပြောသွားပြီးတော့ကျမတို့ရဲ့အခက်အခဲတွေကိုဒီ arrest interview conduct လုပ်ဖို့ဆိုတာသူပြောသွားတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကအစကတည်းကလည်းပြောထားတယ်ပေါ့ကျမတို့ list လုပ်ထားတယ် day 1ကတည်းကနေဒီမှာဆန္ဒလာပြတဲ့သူတွေဦးစားပေးမယ်ဆိုတော့ကျမလူထုကို day 1ကတည်းကနေယနေ့အထိကျမပြောလာတာဖြစ်တယ်အဲ့ list ကိုပဲ CRC ကလူကြီးတွေကမနေ့ကညအထိ2 နာရီ 3 နာရီထိပဲအိတ်ပေးနေကျမတို့အားလုံးလုပ်နေကြတာဖြစ်တယ်အဲ့ list တွေကျမတို့လက်ထဲမှာရှိတယ်ဒါပေမဲ့ဒီနေ့က official meeting cancel လုပ်တဲ့အတွက်သူအဲ့စာကိုမယူဘူးအဲ့တော့မနေ့ပြန်မှာကျမတို့လည်းသူတို့ meeting ရှိမယ်အဲ့ဒီမှာအဲ့ဟာတွေအကုန်အပ်ရမယ်ကျမတို့ပြောတဲ့ဟာတွေသူတို့အကုန်လုံးလုပ်နိုင်မယ်အဲ့အတွက်ကြောင့်မလို့ကျမတို့အဲ့ဒါကိုစောင့်ဖို့လိုတယ်အဲ့အတွက်ကြောင့်သူတို့ကျမတို့ပေးထားတဲ့ list ကိုသူတို့လုပ်ဖို့ဘယ်နှလကြာမလဲဆိုတော့သူတို့မနေ့ပြန်ကျမတို့အဖြေပေးလိုက်မယ်အဖြေပေးဖို့သူတို့ယုံတယ်မကဘူး RST officer တွေပါသူတို့ခေါ်မယ်3လလား4လလားဆိုတော့ကျမတို့အဲ့ဒါစောင့်ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မနေ့ပြန်မှာလုံးဝဆန္ဒပြမရှိပါဘူးကျမတို့ CRC leaders တွေပဲဒီမှာလာပြီးတော့သူတို့နဲ့အလုပ်လုပ်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဘယ်သူမှမလာပါနဲ့တကယ်လို့ကျမတို့ပေးထားတယ်2လလား3လလားနော်အဲ့အတော်တုံးမှာသူတို့မလုပ်လာဘူးဆိုမှကျမတို့ဒီဆန္ဒပြတာဆက်ရှိမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျမတို့ကအခုလူကြီးတွေကစကားလာပြောတာဖြစ်တယ်အရင်တော့ကတော့ကျမတို့စကားတွေကဒီအောက်ခြေဝင်ခန်းတွေအစဉ်အပေါ်ရောက်တာဖြစ်တဲ့အတွက်ကျမတို့အတန်ကြားမကြားဆိုတာမသိဘူးအခုတော့သူတို့လက်ထဲမှာတေချာသူတို့ကြားတယ်သူတို့ဘာတွေလုပ်တယ်လဲဆိုတော့ကျမတို့ကကနနာကျမတို့ပြောလို့မရအောင်ပြောလိုက်တဲ့အတွက်ကြောင့်မလို့သူတို့မနဲ့ပြန်ဘူးကျမတို့အတွက်ပြီးတဲ့စီစဉ်တာဖြစ်တယ်ဖေကောင်းဆောင်မှလည်းမလာဘူးဖေနိုင်ငံသားမှလည်းမလာဘူးကျမတို့မြန်မာနိုင်ငံသားချင်းတွေထိပြီးတဲ့လာပြီးသူတို့နဲ့တွေ့ပြီးတော့ဒီလူတွေအတွက်ကျမတို့အတူတူအပြေထုတ်ချမှာဖြစ်တယ်ကျမတို့ဖက်ကလည်းသူတို့ဘာကူညီပေးနိုင်လဲသူတို့ဖက်ကလည်းဘာလုပ်မယ်ဆိုတဲ့အဖြေကိုတိတိကျကျသိရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ security concern အရာမနေ့ကကြံဒီမှာဘယ်သူမှမလာနဲ့ပေါ့နော်ကျမတို့အလုပ်လုပ်ဖို့ရှိတယ်သူတို့ရဲ့ meeting ကလည်းအကြာကြီးဖြစ်နေတယ်အဲ့အတွက်ကြောင့်ဒီမှာဆန္ဒပြတာမနေ့ကလုံးဝမရှိပါဘူးအဲ့ပေါ်မှာမူတည်ပြီးတော့မနေ့ကသူတို့နဲ့ပြောတဲ့စကားတွေပေါ်မှာမူတည်ပြီးတော့ကျမတို့ဆက်လုပ်မလဲဆိုတာဆရာဆက်ပြီးတော့မှ plan ဆွဲပါမယ်မလို့အတော့ဘူးဆိုလို့ရှိရင်လည်း protect ကိုရက်မယ်တကယ်လို့ကျမတို့တောင်းဆိုတဲ့ demand ကိုမဖြည့်ဘူးသူတို့လည်းပဲပြီးရဆိုဆက်ပြတဲ့ရင်လည်းပြမယ်အဲ့ဒါကျမမသိဘူးအဲ့အဖြေကမနေ့ကမှကျမတို့ရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောရမလဲprotect ကဆက်ပြီးတော့မရှိတော့ဘူးကျမတို့အတွက်သတင်းကောင်းလေးဖြစ်တယ်ပြောချင်တာကျမတို့ဒီနေ့အထိအပင်ပန်းခံခဲ့ရတဲ့ဟာလေဘယ်လိုပြောမလဲပြန်ခံစားရတယ်ပေါ့နော်ကျမတို့ပြန်ခံစားရမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျမတို့ဒီနေ့သူတို့လာတွေ့ရလဲကျမတို့၄ယောက်နဲ့သူတို့ညောင်ထင်းနဲ့တီးတန့်တွေ့ရဖြစ်တယ်ဘေကောင်းဆောင်မှမပါဘူးပေါ့နော်ကျမတို့ဒုတိယအကြိမ်ပြန်ဝင်သွားတဲ့အချိန်မှာကျမအဓိကအဲ့ဒါပါပြောချင်တာလဲဆိုတော့ကျမတို့အားလုံးစီစီလုံးနဲ့တိုက်တဲ့ခါကျတော့ကျမတို့အတန်သူတို့နားထဲမှာတိုက်ရိုက်ရောက်သွားတယ်ပေါ့နော်အဲ့တော့ကျမတို့ကပို့ပြီးစီးလုံးပို့လို့လေတိထက်ပို့ပြီးစီးလုံးနေဆိုတော့ကျမတို့လူချင်းတဲ့ပန်းကန်ကျမတို့အခု share ထားတဲ့ list ထက်ပုံများတဲ့သူတိုးပြီးတော့မှကျမတို့ရဲ့အခွင့်အရေးတောင်းလာမှာဖြစ်တယ်ဒါပေမဲ့အစပိုင်းမှာတော့မလောပါနဲ့နော်သူတို့လည်းဒီ budget constraint ဖြစ်နေတဲ့အတွက်လူ1000 လုံးလုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးကျမတို့နိုင်ငံသားတွေဒီမှာ refugee မဟုတ်ဘူးအဲ့ဒါလူတိုင်းရဲ့စိတ်ထဲမှာတခြားနားလည်ဖို့လိုပဲကိုဖြစ်ချင်တာကြီးပဲဖြစ်လို့မရဘူးကျမတို့ကောင်းဆောင်အနေနဲ့ခြေတလှမ်းရွေးတဲ့အရွေးကမှားသွားတယ်ဆိုခင်ဗျားတို့အားလုံးအတွက်ဖြစ်တယ်အဲ့အတွက်ကြောင့်မှန်သွားရင်လည်းခင်ဗျားတို့အားလုံးအတွက်ဖြစ်တယ်အဲ့တော့ကျမအနေနဲ့ကျမအသက်အရွယ်နဲ့ကျမအနေထားနဲ့ကျမလည်း decision လုပ်ရတာအရင်ဖြစ်တယ်ဘယ်ဟာမှမဆိုအရင်စဉ်းစားဆင်ခြင်ပြီးမှတော်တော်လေးလုပ်ရတယ်ဒီဘက်လူထုလည်းကျမကြည့်ရတယ်ဟိုဘက်မှာလည်းကျမကြည့်ရတယ်ကျမတို့အမှန်တိုင်းပြောကျမတို့ကောင်းဆောင်နေချားညက်နေတာအဲ့နေရာမှာအကောင်းဆုံးမလျှော့မတင်းပုံစံနဲ့ကျမတို့ကစူးစမ်းနေတာဖြစ်တဲ့အတွက်ကျမတို့ကိုနားလည်ပြီးပါတော့စိတ်မရှိရတော့ကျမတို့လည်းစိတ်မရှိဘူးဒါပေမဲ့စိတ်ရှိတီးခံလမ်းကြောင်းမှန်ပေါ့အဲ့တော့နားလည်မှုရှိနဲ့ပူပြီးတော့စ
စစ်စီလုံးလုံးနဲ့ကျမတို့နေမယ်ဆိုတော့ကျမတို့လိုချင်တဲ့ကမ်းတိုင်ကိုရောက်မှာအဲ့တော့ဒီနေ့လည်းကျမတို့လိုချင်တဲ့အဖြေကိုသူတို့ဆရာရခဲ့တယ်မနေ့ဖြန်မှာအဲ့အတွက်ကြောင့်ကျမတို့ meeting ဆက်ရှိနေဒီနေ့မှာတော့သူတို့ meeting မရှိဘူးသူတို့ဒီနေ့မနက်10:00နာရီတည်းဒီမှာရောက်နေသူတို့အစားတွေလည်းမစားရဘူးကျန်တဲ့ခေါင်းဆောင်တွေလည်း meeting ပုံပြတ်သွားတယ်အဲ့အတွက်ကြောင့် meeting သူတို့ဆက်ရှိမှာမဟုတ်ဘူးမနေ့ဖြန်မှာကျမတို့ခေါ်ထားတာဖြစ်တယ်တခြားခေါင်းဆောင်တွေလည်းမယုံဘူးကျမတို့သိတတ်တယ်အဲ့အတွက်ကြောင့်မလို့ဒီ meeting ကကျမတို့အတွက်အကျိုးရှိတဲ့ meeting ယူလာမယ်ဆိုတာဒီနေ့တွေ့ဆုံမှုများကျမသိရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အားလုံးငြင်ငြင်သက်သက်နဲ့ပဲပြန်မယ်ဆန္ဒပြမယ်နဲ့ပြန်လုံးဝမလာနဲ့နော်မလာနဲ့ဒါပေမဲ့ CRC page ကိုအားလုံး follow လုပ်ထားပါပြီးတော့ community message တွေကိုသိချဖတ်ပါကျမတို့ အဲ့အဒီပဲတစင်ခင်ဗျားတို့ဆက်သွယ်ရမှာဖြစ်တယ်ဆက်ပြီးတော့မှလုံးဝမဲ့လောက်ဆောင်ချက်တွေရှိတယ်ဆိုလို့ရှိရင်အဲ့အနေပဲဆက်သွယ်ရမှာဖြစ်တဲ့အတွက်ပေါ့နော်အားလုံးဒီဟာဘယ်လိုပြောမလဲမစ်စီဖို့နားဖို့နဲ့တေချာသတင်းကိုစောင့်ဖို့အတွက်ကျွန်မပြောချင်တယ်အဲ့တော့ဒီညနေလဲဆက်ပြစရာမလိုတော့ဘူးအခုလောလောဆယ်အားလုံးအိမ်ပြန်ရမယ်နော် ACC နဲ့အိမ်ပြန်ရမယ်ခါနဲ့နော် Okay họ lấy tôi là thế sẽ đi dây xịt vào ha vì tí nữa họ lấy một số lượng thật cứ chú nào ăn lúc nào rồi ta được số hộ ta đắp thịt cần lộ chiếc cấu kia lộ chẳng nặng cái này thế ra kia cứ chú nào kia giá thì lộ chú có thắt đầu ra thay gì cả từ thay để ra sao thì cái đồ lộ thay thay gì cái việc thì ê ra khá thế lori lau thà cái tập tạt lại thà cái tập tạt lại cái alo cái là sụt đông đấy alo cái thứ ba cái biệt đây ô cái gì sụt đông cái nào lên mà piano nó cho nó sụt đông mà nó sụt đông trên này bên cho nó pin mà nó đi à tu na tu ni ai kim na mo ko harung yen ban ni na ko pau at lo lo de chen na zo pau na yen ni na isanda pia pen tu ni to hi le kasagi ya ki ban ni na julai kasagi ki ban tu ni ko ni sagi ni na tu na ka ka ta jing yen mo ko yen tu ni na chi pon mission to de na ki mu thei ina chi pon mission pek jong hi lo na ta di pin ti ka be ka ki mu thei mo ko yen tu ni pen kui ta kina amau pom na ni lo mo ba ha yam chi lo apua ni sa ku pam ni sa ku pam ni ka na chi na amau pe ku ni ku lo mo President Pyong Mao na ba yam na thu na lao ku ni yam na ya sia si to mo sia si ma kai ke yan to ki mu ko na ki ni mo we ma ni na dunia pe to chen to ko po di sandap yang orang ini tua kepada ina cakap mo, ina sincang ten sandap yang orang ini, sincang ina siapa siapa tele, cipu mission di mungkin ini tua tingkat pada ina bangci, hoi mo hoi lo mo itu bangci, ila bangci cium ding mo, tua ina tua hitam ceng ina, itia di itia lo ini tua pada ina di mo, tua hitam ceng ina, siapa siapa Mungkin isu ada ni mo update update ni ko ni na ako na na siya si update ni na na yung chimo tu na isu na ni na top na tu ni mo to try na kri ngai thi with explanation to ni ga na si ta si so ka tu na chen mo se ta na chuan again ဘာလို့လဲတော်တော်လေးနေလို့မရဘူးလားဒီမှာစတောင်းမယ်လို့ပြောတယ်ဒီဘာလို့ move တာလဲ stop အဲ့မှာရက်လေးဘာဖြစ်လို့ stop တာလဲစုမတောင်းလားတောင်းပြီးတော့ပြန်ဘလို့ဖြစ်တာတော့အဲ့လိုမျိုးထိန်းလို့မရတိမ့်လို့မရနဲ့ဟုတ်တယ်就怎么老婆们呀，那都个安尼地方 officer 的，就到这边，做到那时人三大跟别的都来到楼底看的回的啊，对吧？因为个楼当少数把人来 police officer 在当归那啥啦，这些能路的呀，安尼对呀，那都个先手边的是什么？แล้วไฟตัดอันเสียงตัวนั้นดีค่ะโอ้จงเด็ดก็ที่จงเด็ดเอาไปต้องมาดัด水ค่ะมีสิ่งที่เราเชื่อได้ได้ละอ่าก็ติดดัด水是啦ที่เนี่ยเราก็水啦กันเลยเนี่ย哈利路亚，哈利路亚，老爸，跟我在为你的跟着你，让俺爱人，为了能把饼改衰呀，来老爸。
มีตำสอบเตะไรมุลาไปเสียในเรื่องการโคกเตะไอ้กัน CRC ช่วยตัวเต็มพลังนะเตะติดส่วนลัลปาหาสังเกตกันในโดนบุกันตีได้อิน police officer เตะจังคุยในอินลัลปาวินียาไอ้ chief officer เตะเลยstaff เตะอินบุตรอินชุดยังส่วนบุญนั้นก็มั่งเทียอามาเราจะไปได้ที่กันกันดูที่สามที่สิบในรถจูกันที่บ้านในรถจูมีลัดช่างเทลว่านักตุกาเฮียนเสียงสอกินนักตุกดาร์สมาให้ไล่มุนาลัลปาchief officer เลสตาฟเตะเลย CRC ช่วยตัวเต็มอินบุตรนั่นเองจูน่าจะกันไปเสียเฮกันดูเลยกันที่บ้านเฮกันบุเงยที่ตัวเองอันที่นุ่มทุ่มเสียสักละให้ไล่ไปเสียในเรื่องการส่งส่งเฮนี่ไล่รักหลายเรื่องการส่งส่งเต้นกันไปเสียกันบุเงยที่ตัวเองมามิลักสักหัวมามิลักชุ่มชุ่มสักละกันโหลดที่นั่นกันนี่นั่นกันนี่สินะกันที่บ้านเนี่ยกันไปเสียกันบุเงยที่นั่นนั่งมันมินจันทร์คือมินกายช่วยเสียกันช่วยชัดตัวนั่นเลยมินกายช่วยได้ส่งส่งว่ากันโลมถูกเนี่ยจงจิมินฉันดำตัวเขาเลยละดิสุคริสตานมินโลมผู้เสียจงมีตาลามิกันจงใจ我想那个我今天决定先把它背吧，我想那阿公老弟嘛在那边吧，阿康我阿姐哟，长大吧长大哟，你那路人家就是别买内幕，买内幕。